အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ဒါကတော့တော်ဝင်တောင်ပြန်ရင်အတွက်ပေါ့နော်ထောက်ပို့ထီရောက်မှဖြစ်ပါတယ်ထောက်ပို့ဒီတစ်ဆောင်ကိုမြန်မာငွေကို2000ကျပ်ပါ9ဆောင်လွှဲရှိပါတယ်9ဆောင်လွှဲဆိုလို့ရှိရင်တော့မြန်မာငွေ1000ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ1000ကနေပြီးတော့စုရစုမဲပေါင်းများစွာပါရှိပါတယ်စုမဲပေါင်းများတာပထမစုက3000ဒုတိယစုက3200တတိယစုက300အပြင်အခြားသောစုမဲများကိုလည်းဖောက်ပြီးမြာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ပေါ့နော်မပေါလို့ရှိရင်လည်းတက်ရင်တက်ဖွဲ့အတွက်ကိုကူရရောက်ပါတယ်ပေါလို့ရှိရင်လည်းမိမိတို့ရဲ့ယခုဒီနေ့အခြေအနေလေးမှာပေါ့နော်အခုအခြေအနေအချိန်ခါမှာဒီသူတွေလည်းကြက်တဲနေတဲ့ဂျာကနေပြီးတော့ထိုးရတာဖြစ်တဲ့အတွက်မပေါဘူးဆိုလို့ရှိရင်လည်းလှူရကြတယ်လို့ပေါလို့ရှိရင်လည်းမြန်မာငွေ2000ကျပ်နဲ့1000 200 300တွေကိုကန်ဆယ်လို့ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်နော်ကူရင်လှူရင်းနဲ့ဒီတော်ဝင်တောင်းရဲ့တက်ရင်အတွက်လိုအပ်ရာတွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ထောက်ပို့ထီလေးကိုအားပေးကြပါအောင်လို့အားလုံးပြောချင်ပါတယ်ရှင်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနော်